တကယ်လို့များလမ်းခွဲပြီးသွားရင်တကယ်လို့များအသေးကွဲသွားခဲ့ရင်တကယ်လို့များအချစ်တွေမရှိတော့ရင်ရင်ခုန်တန်တွေပတ်ကြအံ့နေလို့ပါရင်တဲ့ကခန်းစားချက်တွေထဲမှာသူမရဲ့စံပြားကခြေပွားတီကိုမျက်နှိုးခဲ့တာကိုနဲ့မင်းတတိုင်းတွေကြားထဲမှာရိပ်အောင်လေးတွေသာထင်ကျန်နေခဲ့တာကြပြမဆန်းနိုင်တော့တဲ့အခါအလွမ်းတွေကကာယံနေတော့ခါချစ်ဆိုတဲ့အရာလေးကရောင်မိန်နေလို့ပါချေရသူရေမိမရသူလေအချိန်တွေကြာမြင့်စွာဆွေးနေရတာမောလိုက်တာတကယ်လို့များလမ်းခွဲပြီးသွားရင်တကယ်လို့များအသေးကွဲသွားခဲ့ရင်တကယ်လို့များအချစ်တွေမရှိတော့ရင်